ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးသွားမှာကတော့ကိုယ့်ရဲ့ရှိသူကောင်မလေးကသူပို့တဲ့စာကိုမကြည့်ဘူးဆိုပြီးတော့မှကျွန်တော်တို့ဒီ message ကိုဒီ answer ပေါ့နော်ဒီလိုမျိုး answer လောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကြည့်လို့မရတော့ဘူးပေါ့နော်အဲ့ဒီလိုမျိုးဒီ message တွေကိုကျွန်တော်တို့ဘယ်လိုမျိုးပြန်ပြီးကြည့်လို့ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်တိတ်ကနေဝင်ပြီးတော့မှကြည့်ရမှာလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီဖုန်းရဲ့ setting တွေကိုတွားလိုက်ပါOkay ဖုန်းရဲ့ setting တွေကိုရောက်ပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဒီထဲမှာကျွန်တော်တို့ notification ဆိုတာကိုကျွန်တော်ရှာပေးရမှာပဲဖြစ်ပါတယ်အဲဒီ notification တွေကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ Okay ဝင်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်ဆုံးမှာဒီ advanced setting ဆိုတာရှိရပါတော့အဲဒီ advanced setting တွေကိုကျွန်တော်ဝင်လိုက်ရမှာပဲဖြစ်ပါတယ် Okay ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာ notification history ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီ notification history ဆိုတဲ့ကိုကျွန်တော်တို့ဝင်ပေးလိုက်ရမှာပဲဖြစ်ပါတယ်Okay ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ပေါ့နော်ဒီမှာဒီ messenger ဆိုတဲ့ဟာကိုကျွန်တော်တို့ဝင်သွားလိုက်ပေါ့နော်ဒီ messenger ဆိုတဲ့ဟာကိုတွေ့ပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဒီ messenger ရဲ့ဒီဘေးကဒီမြားလေးကိုကျွန်တော်နှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်ဒီမှာအစောကကျွန်တော်တို့ဒီမှာပေါ့နော်ဒီ answer လောက်ထားတဲ့စာပေါ့နော်ဒီ answer လောက်ထားတဲ့ဟာလေးကိုကျွန်တော်တို့ဒီမှာမြင်ရမှာပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ဒီအောက်ကိုသွားလိုက်ပေါ့နော်ဒီ messenger ရဲ့အောက်မှာဒီမှာ hello ဆိုပြီးတော့မှဒီပို့ထားတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ရှိသူဒီကောင်မလေးကသူ့ရဲ့စာကိုဖျက်သွားပြီဆိုလို့ရှိရင်တော့မှကျွန်တော်တို့ကသူဘာပို့ထားလဲဆိုတာကိုကျွန်တော်တို့အလွယ်တကူကြည့်လို့ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့အထူးသတိထားပေးရမှာတစ်ခုကတော့ကျွန်တော်တို့ဒီအပေါ်ဆုံးမှာရှိတဲ့ဒီ notification ဒီ history ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ကမဖြစ်မနေဒီ on ပေးထားရမှာပဲဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ပိတ်ထားမယ်ဆိုလို့ရှိရင်เนาะအဲ့ဒီဟာကိုကျွန်တော်တို့ကြည့်လို့ရမှာပဲမဟုတ်ပါဘူးခင်ဗျာအားပေးမှုအတွက်ကျေးဇူးတူပဲတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါအောင်เนาะ